ကိတ်ခွဲဖို့ဖြစ်ပါတယ် ဒီမရတဲ့ရောက်ဒါအတူတူကဲဒါနဲ့ခိုင်ပြေးလိုက်ဒီမှာပါဝေးပြီးတာနဲ့ချစ်စနီးကိုရိုင်းဆုံး ဓပုံလေးဒီချာလေးရိုက်ဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါတခင်လေးရတဲ့ရှင်လေးပေါ့နော်ပြီးလို့ကြွားပြီးပါနော်โอเคအားလုံးလက်ခုပ်တီးပြီးတော့မှခေါ်ပြကြရအောင်နော်မွေးနေ့မှာစာပြေနှစ်ပေါင်းများစွာတိုင်အောင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့တူရှင်လည်းသောဝိညာဉ်တော်အားဖြင့်ဖဗျားသခင်ရဲ့အမှုတော်မြတ်မှာတာပြီးတိုး၍ဘိသိက်တကူများခံစားလျက်ဘာဝင်ထိပ်ရွက်အစီခံနိုင်သောဆရာတော်ကြီးဖြစ်ပါစေဒီဘက်ကကျွန်တော်တို့ကျမရောက်စီတိုင်းရဲ့စံနမူနာယူလိုက်သောဆရာတော်ကြီးဖြစ်ပါစေထာဝရပျော်ရွှင်မွေရနေ့ရက်တွေကိုပိုင်ဆိုင်ပါစေဟုတ်ကဲ့ပါအားလုံးဝိုင်းပြီးတော့မှတို့ကွာနော်ကျွန်တော်တို့ဒီမှာဒီအမုတ်လေးတွေပြီးတဲ့အခါမှာပန်းစည်းလေးတွေပေါ့နော်ကွန်ပျူတာဆောင်းလေးတွေကိုကျွန်တော်ပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့ပါမွေးနေ့ရှင်မှာကျွန်တော်တို့ပေါ့နော်ဒီမွေးနေ့ကိတ်ကလေးချုံမြင်လာတဲ့နော်မွေးနေ့ကိတ်ကလေးကိုကျွန်တော်တို့ဂုံပြူကြီးနဲ့မှကျွန်တော်တို့ပေါ့နော်ခဏလာတဲ့လူများအားလုံးကိုတစိုးစီကြည့်ပြီးဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါโอเคဟုတ်ပြီပြီးတဲ့ခါမှာတော့ကျွန်တော်တို့ဂုံပြူပန်းစည်းလေးများအားဖြင့်မွေးနေ့ရှင်ဖြစ်တဲ့ဆရာတော်ဗစ်တာကိုကျွန်တော်တို့ဂုံပြူပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာတော်လက်ခံပေးပါဦးဟုတ်ကဲ့ပါမှတ်တမ်းတင်တဲ့ပုံလေးကျွန်တော်တို့ပြရရှိပါတယ်ကိုရုံးမြေတောင်းကြောင်းလာဖြစ်သူရကောင်းကြီးမင်္ဂလာ No one can move so nice Little trace of cool in A chain dies again die Good sound my quick okay Loaded in the shield same legend Good